ဘယ်ကနေဘယ်လိုစမှန်းမသိဘူးဆိုတဲ့လူတွေအတွက်ဒီနေ့မှာတော့အချက်၃ချက်ကို sharing လုပ်ပေးချင်ပါတယ်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာ AI နဲ့ကလိလို့ရတဲ့နီလန်လေးကိုပါမျှဝေပေးသွားပါမယ်ဆိုတော့နံပါတ်1ကတော့နောက်ခါလာနောက်ခါစီပါတွေ့သမျှမြင်သမျှအကုန်ရိုက်ပါလမ်းမှာတွိုင်းလိုက်နဲ့စိတ်ဝင်စားစရာကောင်းတာတွေ့ရဆိုရင်ရိုက်ထားလိုက်ပါဆိုတော့ဒီချက်ကတော့အရေးကြီးဆုံးပဲပေါ့နော်ဘယ်ကနေစမှန်းမသိဘူးဆိုလို့ရှိရင်တွေ့သမျှမြင်သမျှအကုန်ရိုက်ထားပါပြီးတော့လို့ရှိရင် edit ဆက်ပြီးတော့ကျွန်တော်ဖန်တီးလို့ရပါတယ်ကျွန်တော်ဆိုလည်းတချို့ short တွေကလွန်ခဲ့တဲ့4-5လကရိုက်ထားတာပေါ့နော်ဆိုတော့အဲ့ short တွေကိုအခုရတဲ့ short တွေနဲ့ပြန်ပြီးတော့ဆက်ပြီးတော့လည်းသုံးလို့ရတယ်ကို idea ရှိရင်ရှိတယ်လို့ဖန်တီးလို့ရပါတယ်အခုချိန်မှာစပြီးတော့ content creation တွေကိုဖန်တီးတော့မယ်ဆိုတဲ့စိတ်ရှိရဆိုလို့ရှိရင်ရိုက်ထားလိုက်ပါနောက်ကျရင်တကယ်လုပ်ချင်တဲ့အခါကျရင်ဒါလေးကို edit ပြန်ဆက်ရုံပါပဲဆိုတော့နံပါတ်2ကတော့ camera setting camera setting ကိုမြန်မြန်ဆဆမသိဘူးဆိုရင်အလွယ်ဆုံးနည်းလမ်းကတော့ exposure နဲ့ auto focus ကို lock ချထားလိုက်ပါဒါကတော့ကျွန်တော်တို့ camera တော်တော်များများမှာတော့ဖိပြီးတော့ဆွဲထားလိုက်လို့ရှိရင်ဒါ lock ဖြစ်သွားရပါတော့အဲ့လို lock ချပြီးရိုက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ footage တွေကနည်းနည်းလေးပို့ပြီးတော့professional ဆန်သွားရပေါ့ဗျာကိုကဒီထက်ပိုပြီးတော့ professional ဆန်နေတယ်ဆိုလို့ရှိရင်တော့ Blackmagic camera app ဆိုတာလေးကိုသုံးလို့ရပါတယ်အဲ့ဒါကလုံးဝ free ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ shutter speed တွေချိန်လို့ရတယ် ISO တွေချိန်လို့ရတယ်ပေါ့နော် YouTube camera မှာချိန်လို့မရတဲ့ setting တွေကိုအဲ့ဒီ camera application ထဲမှာချိန်လို့ရပါတယ်နောက်တစ်ခုကတော့ lighting မှာအလင်းရောင်ကောင်းရင်ဘယ်လိုပဲရိုက်လိုက်လှရတယ်ပေါ့နော်အခုချိန်မှာကိုကlighting gadget ဒီဘာမှမရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော်အဓိကအလင်းရောင်ကိုပဲသုံးပြရပါလိမ့်မယ်နေပေါ့နော်နေကိုသုံးပြီးရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ပြင်းတဲ့ montage ချိန်မှာရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ camera ရဲ့ look ကဘလို့မှ professional မဖြစ်နိုင်ဘူးပေါ့နော်ဒီအလင်းကိုချိန်ညှိပြီးတော့သူ့ရဲ့တက်နိုင်တဲ့စင်ဆာလေးနဲ့သူ့စင်ဆာလေးနဲ့သူတက်နိုင်တဲ့လောက်ချိန်ညှိပြီးရိုက်ရတာဆိုတဲ့ခါကျတော့ professional မဖြစ်ဘူးပေါ့နော်ကျွန်တော်တို့ဒီ motion blur တွေဘာတွေဒီဟာတွေကိုကျွန်တော်စတီးလိုက်ရတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်တို့နေဝင်စအချိန်နှွေထွက်စအချိန် golden hour တွေနေထွက်ချိန်ရောတော်တော်များများမှီမထင်ဘူးဆိုတော့နေဝင်ချိန်ပေါ့အဲ့အချိန်မှာရဲ့အလင်းရောင်ကကျွန်တော်တို့ soft ဖြစ်ပြီးတော့ဒီရွှေရောင်လေးတန်းနေတာဆိုတော့ကျွန်တော်ဘာ filter မှတိတ်ပြီးတော့မလိုဘူးပေါ့နော်ဒီဟာကိုရိုက်ပြီးတော့တစ်ခါတန်းတင်နေလို့တော့အဆင်ပြေတယ်အဲကြောင့်မို့ golden hour တွေမှာရိုက်ပြီးတော့အရန်ပြင်းတဲ့မွန်တက်အချိန်တွေမှာရိုက်တာမျိုးရှောင်းတင်ပါတယ်။ကမွန်တက်အချိန်မှာမဖြစ်မနေရိုက်ချင်နေဆိုလို့ရှိရင်ကျွန်တော်တို့ anti filter ရှိတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့သုံးလို့ရပါတယ်။နောက်ဆုံးတစ်ခုတော့ကျွန်တော် AI နဲ့ composition တွေကို replace လုပ်တာပေါ့နော်။ဒါကတော့ကျွန်တော် idea လေးပဲပြပေးလိုက်မယ်။ဥပမာဒီဗီဒီယိုမှာဆိုရင်ပေါ့နော်ကင်မရာတည်ပြရိုက်မယ်ဆိုလို့ရှိရင်အခန်းအမြဲတမ်းမြင်တဲ့အတိုင်းပဲရှုပ်ရှက်ခတ်နေတာပေါ့နော်ကျွန်တော်တို့တစ်ခါရိုက်တစ်ခါရှင်းဆိုရင်လည်းဒါဘယ်တော့မှဗီဒီယိုတက်လာမှာမဟုတ်တော့ဘူးဆိုတဲ့ခါကျတော့ကျွန်တော်ဒီ shot တွေက frame တစ်ခုကို export ထုတ်လိုက်တယ်export ထုတ်တာကျွန်တော်တို့ CapCut မှာထုတ်လို့ရတယ်လို့ DaVinci Premiere Pro အကုန်လုံးမှာထုတ်လို့ရရပါတော့ဆိုတော့ဒီတဲက frame တစ်ချက်ကိုကျွန်တော် export ထုတ်လိုက်တယ်ပြီးတော့လို့ရှိရင်ကျွန်တော် Gemini မှာတွားပြီးတော့ကျွန်တော်လိုချင်တဲ့အခန်းပုံစံပြောင်းလိုက်တယ်ပေါ့နော်ဘယ်အခန်းလဲဆိုတာအရေးမကြီးဘူးပေါ့နော်ဆိုတော့ကိုကျွန်တော်လိုချင်တဲ့အခန်းပုံစံကိုပြောင်းလိုက်တယ်ပြီးတော့လို့ရှိရင်အဲ့တော့အပေါ်ကနေအုပ်ပြီးတော့ကျွန်တော်တို့ဒီ layer mask လေးနဲ့ဖောက်လိုက်လို့ရှိရင်ဒီလိုပုံစံမျိုးလေးရရပါတော့နောက်ဆုံးအနေနဲ့ blank ဖြစ်သွားအောင်လို့အလင်းရောင်လေးပါလေးညင်းလေးချိန်ပြီးတော့ကျွန်တော် grain လေးအုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်တော်တော်ကို realistic ဖြစ်တဲ့အခန်းမျိုးလေးရတယ်ပေါ့ဒါကတော့ကျွန်တော် idea လေးပဲပြောပြပေးလိုက်တာပေါ့နော်ဒီ composition တွေကိုကြိုက်တယ်လို့မျိုးချိန်လို့ရရပါတော့ကိုကြိုက်တယ်လို့ချိန်ပြီးတော့ပြောင်းလို့ရတယ်ဆိုတော့ငါအခန်းကျင်းနေလို့ဆိုပြီးတော့ဘာမှ reason ပေးနေကြမလို့တော့ပေါ့နော်ဒီ video လေးကတော့ဒီလောက်ပါပဲဒီနေ့ညနေအချိန်ရရဆိုလို့ရှိရင်အပြင်ထွက်ပြီးတော့တွေ့သမျှမြင်သမျှအကုန်လုံးလိုက်ရိုက်ပါနောက်ထပ်သိချင်တာရှိရဆိုရင်လည်း comment ထဲမှာမေးထားခဲ့လို့ရပါတယ် yeah see ya